အလုံးမဲမင်္ဂလာပါအခုကျွန်တော်သွားတဲ့နေရာကဒါလောင်းလုံးကျွန်းဆွေတစ်ခုလုံးမှာအလှဆုံးနဲ့အကြီးဆုံးနဲ့စံပြားဆုံးကဲကြီးကျွန်တော်တို့ဖိုးဖိုးချောက်ကဲကြီးလို့ခေါ်ပါတယ်အဲ့ဒီနေရာသွားတာဖြစ်ပါတယ်အခုကျွန်တော်ညော်ပြည့်ရွာနေပြီးတော့အဲ့ဖိုးဖိုးချောက်ကဲကြီးဘက်ကိုစထွက်လာနေပါပြီအဲ့တော့လမ်းတော့ရှောက်ကျွန်တော်ရိုက်လို့ရသမျှတော့တဘာဝလှတွေကိုရိုက်ပြပေးထားပါမယ်လိုက်ခဲ့ကြပါဦးကဲတန်းတန်းမယ်သူကင်းနေပါလေလိုက်ကြတဲ့ပုံစံပေါ့ဒါပဲကျွန်တော်တဘာဝအလှပဲလိုက်ကြတယ်ဟုတ်ရလားဆေးရမလားရတယ်ဒါကျွန်တော်ငယ်တော့ဆိုရင်ဒါဘက်ကိုဆိုရင်ကျွန်တော်အရင်ရောက်ဘူးချင်းရွာမှာနေခဲ့တဲ့ငယ်ဘဝတော့ဆိုကျွန်တော်မရောက်ခဲ့ဘူးနောက်မှကြီးမှကိုယ့်ဒီဘက်ပြန်လာလေတော့မှရောက်ပြီဗျိုးစတွေ့ရပြီဗျိုးပြေးရလားပြေးပဲကိုမိုက်တယ်ဒါကျွန်တော်တို့ကမ်းခြေနားထိကိုကားလမ်းနဲ့လာလို့ရပါတယ်ကားအသေးကားအနှိပ်တွေလည်းလာလို့ရတယ်လမ်းတော့မြင်တဲ့အတိုင်းပဲကဲဆန္ဒပဲရှိဖို့လိုတယ်ဗျာတဘာဝကြီးကတော့အများနဲ့လှပြီးသားပဲဒီတောင်မောင်ကျော်ရင်တော့ရောက်ပါပြီလို့အတက်ဆေးလေးတော့နည်းနည်းလေးတော့ရှိတာပေါ့နော်ဒါပေမဲ့အေးဖြစ်တယ်အေးစစ်စစ်ပဲလေးရရှယ်ပဲညကြရရှယ်ခွေးလို့ကောဒါပေမဲ့အခုတော့ဒီလိုအခုဒါကတောထဲလေးရောက်နေလို့နည်းနည်းလေးအေးတာပင်လယ်ဘေးရောက်သွားတိုက်တဲ့လေကမအေးတော့ဘူးပင်လယ်လေကနွေးနေသူတို့ကကဲရောက်ပါပြီဗျာဖိုးဖိုးချောက်ကန်းချေကြီးပါဗျာတော့အရင်ကျွန်တော်ရဲ့ဒီနေ့တနေ့တာလုံးကိုလေကျွန်တော်ဖိုးဖိုးချောက်ကန်းချေမှာပဲကုံဆုံးဖို့ကျွန်တော်စိတ်ကူးထားတယ်ညနေလောက်ထိပွဲလေပြောရေဘူးတောင်မပါဘူးစားကြလည်းမပါဘူးကဒီနားမှာအိမ်နေပါရှိမှာကျွန်တော်ရေတောင်းတောက်လို့ရတယ်ထမင်းတောင်းစားလို့ရတယ်ဒါကန်းချေကိုဆင်းတဲ့မြီနီလန်လေးပါတကယ်တော့ဒီအပေါ်မှာကျွန်တော်ကပ်ပတ်ကင်ပါညာရှိတယ်ကျွန်တော်ဆင်းလိုက်မယ်ကိုဟုတ်ကျွန်တော်ကြောက်ဆုံးကြဟိုနားတာဟိုရတယ်ကိုအဲ့ဆိုသွားလိုက်အောင်မယ်ဟုတ်ရတယ်ဟုတ်ကျေးဇူးပါပူကြောက်ကန်းကြီးပါဗျာရတယ်ကိုသွားပါဒီကြောက်ကြုံကြောက်ကြလေးမှာပေါ့ကျွန်တော်တငယ်ချင်းလေးတွေငယ်တဲ့2016လားမသိဘူးလာပြီးတော့တောက်စားပျော်ပါတာပေါ့နော်အေးစစ်စစ်ဒီနားလေးမှာဒါဖူဖူချောက်ကန်းကြီးကိုကျွန်တော်တို့ဖူဖူချောက်ကန်းကြီးပါဗျာတကယ်ရောက်နေတာပါဗျာရင်တော့ဒီနားမှာစောက်တော့ဆိုင်နေရှိတယ်ဟိုဘန်ဂလိုလိုမျိုးလေးနဲ့ကဲဒီချောင်းလေးကိုကျွန်တော်ဖြတ်ရပါမယ်ဒီကရေကတော့ဒါရေးကြည့်ငါလေးထင်တယ်ဒီမြင်နေရတဲ့ပေါ့နော်ဒီနားနေဒီလိုကြီးလာကန်းကြီးကြီးဒါကျွန်တော်တို့ဆင်းလာတဲ့လမ်းလေးပါ
တကယ်တမ်းတော့အဲ့ဆင်းလာတဲ့လမ်းလေးအပေါ်မှာကျွန်တော်တို့ကားပတ်ကင်နေပါလေရှိတယ်ဒါရေကျူချောင်းလေးပါဒီနေ့တော့တောင်းမပြတယ်အိုးဝေးထိတနေ့တာကုံဆုံးမယ်ဟိုးဝေးထိသွားမယ်ဒီနေ့ကျွန်တော်ပြင်ဆင်လာတဲ့အထဲမှာစင်မပြေသွားတာတစ်ခုပဲရှိတယ်ဖုန်းလေးဘက်ထရီတိတ်မရှိဘူးတစ်လုံးက30ကျော်တစ်လုံးက40ကျော်တစ်လုံးကတော့50ကျော်ဘက်ထရီတွေကလည်းဖုန်းတွေကလည်းအဟောင်းတွေဖြစ်တဲ့အတွက်ဘက်ထရီတွေကလည်းမြန်နေကုန်တာမကြည့်ဟိုနားနေချောင်းလေးစီးဆင်းလာလိုက်ဒီနားနေချောင်းလေးစီးဆင်းလာလိုက်ဒီကဒါဥယျာဉ်တော်တွေပေါ့နော်နေတရောက်ချလာဘာမပါဘူးလားလိုက်လဲကြည့်ရတယ်တော်လိုက်လဲတော်လာတဲ့ line နေအိုးစာဖယ်လောက်ချင်တဲ့လူတွေအတွက်ကတော့ဒီ line ရတော့နော်တကယ်โอเคလောက်မထင်နဲ့သူကရှေ့လေကာလာဆိုတော့လေတိုက်တယ်ဟောမိုက်တော့ဟောလိုက်လုံးကြီးကလှတယ်လိုက်လုံးကြီးအကိတ်ကြီးဒီမှာအမโอ้โหมาโอ้ဖွေးတာပဲ Oh my god Oh my god လာလိုက်တာဘာမလုပ်ချင်တော့ဘူးဒီနားမှာပဲထိုင်ပြီးတော့အဲ့လှိုင်းတွေပဲထိုင်ကြည့်နေကောင်းမလားမသိဘူးဒီမှာစမ်းချောင်းလေးဒီတဟိုတစ်ဟိုပါတိမြင့်ဆုံရဲ့နောက်မှာရှက်တာလေးလုပ်ပြီးတော့တန့်လေးထိုးပြီးတော့လာအဲ့ရအောင်ကဲ let's go လုံးဝမရက်ဘူးကျွန်တော်ကင်မရာလုံးဝမပိတ်ဘူးဖုန်းတွေအားလုံးတောက်လျှောက်တည်ပဲကျွန်တော်ဖွင့်တာပြီးတော့မှအပိုင်းဖြတ်ပြီးတော့ပဲပြန်တင်ပေးမယ်တယောက်တည်းမနေ့ကငွေငါစားရတယ်ဗိုက်ပြေးနေတယ်အေးစစ်စစ်ပဲညအေးလည်းကောင်းသွားတယ်လုံးဝ fresh ဖြစ်နေတယ်လက်ထဲမှာစားစရာဘာမှမပါဘူးအေးတကြားလုံးပဲပါတကြားလုံး12လုံးပါတယ်စိတ်လေးဘူးပါတယ်ဒီမပါဘူးမုံမပါဘူးစားဖို့ပါစီစဉ်မှမရှိဘူးတွေ့တဲ့ဟာပေါက်စားမယ်ဟိုခုတ်ထေးစားဒီကခုတ်ထေးစားဘူးလေဟိုဓာတ်တို့ဘာတို့ညာတို့ဘာမှလည်းမပါဘူးကျွန်တော်စီမှာပါတာမျက်မှန်အော်တိုဖုန်းပါပန်းလည်း20ကျော်ပဲရှိတော့တယ်တကြားလုံးဆေးလိုက်ဘူးဒီကြည့်ဒါပဲကြည့်စုံ
ဒီသူကဘာလဲဆိုတော့ဒီမှာမြေပြန့်လိုမျိုးဖြစ်နေသေးတယ်ဒီမှာမြေပြန့်လိုမျိုးဖြစ်နေဒါဥယျာဉ်လိုတောလေးလိုမျိုးအဲ့တော့ဒီကြောက်ဆောင်တွေဘက်မှာဆိုရင်တနေရဝင်ခူရင်းနဲ့ခုနပြောလိုမျိုးအေးစေကင်စားတာတော့ငားမြားတာတော့ဘာလို့လုပ်လို့ရတယ်ဒီမှာလှိုင်းစီးလို့ရမယ်ပင်လယ်ကြီးကရှယ်ကြီးပဲရှိတယ်ဒီလိုမျိုးဥယျာဉ်ခြံလေးတွေထဲမှာကျွန်တော်တို့နောက်ပိုင်းဟိုတယ်တွေပါဖြစ်လာမှာပေါ့ဗျာဟိုတယ်တွေပါမရှိတော့မှကိုယ့်ကိုလာပြီးတော့တည့်ရမလားနေလို့ရတာပဲနေလို့ရဆိုလာလဲလို့ရတာပဲနောက်ဆုံးဒီမှာတဲထိုးပြီးတော့တန့်လေးထိုးပြီးတော့အိတ်ဖို့တက်တိမရှိတော့မှရွာထဲမှာကူညီတောင်းပြီးအိတ်လို့ရတာပဲထုံးတာတိုင်းမြန်မာနိုင်ငံမှာဘယ်နေရာသွားနောက်ဆုံးအိတ်ဖို့မရှိဘူးဆိုရင်မရှိလဲဖုန်ကြီးကျောင်းရှိတယ်ဖုန်ကြီးကျောင်းရှိတယ်မင်းလောက်တာနဲ့မြဖုန်ကြီးကျောင်းကဟိုတဲဟိုကမ်းများမှတ်နေလားဆိုပြီးတော့ပြောကြအောင်မယ်မဟုတ်ဘူးပြောချင်တာဟိုအရင်တော့ကျွန်တော်ခီးသွားကြဆိုဒီလိုပဲလေကားတွေဆူငါကားတွေဆူငါပြီးသွားကြတယ်ရောက်တဲ့ဖုန်ကြီးကျောင်းမှာရှင်ဖျားတပည့်တော်တို့ဒါလေးတညလေးတဲကိုဝင်ပြပါဖျားဆိုတာပဲဖုန်ကြီးရဖြစ်သဘောကကောင်းပြီးသားပဲခင်ဗျားတို့ကံကောင်းရင်ဟင်းမောင်းနဲ့ပါဟင်းမောင်းနဲ့ပါခင်ဗျားတို့ဝါရီဖွင့်ခွင့်တော့ရအောင်မယ်ကန်းညီနာရေတဲ့ဆင်းမလျှောက်တော့သဲတွေနဲ့ဆိုတာ6ရောက်တွေလည်းသဲဝဲစားပြီးတော့နည်းနည်းနားနေပြီအဲ့တော့ပေါ်ကပဲလျှောက်တော့ဒီမှာလဲချောင်းလေးဒီမှာလဲသဲချောင်းလေးသဲချောင်းလေးတဘာဝအတိုင်းပဲဖြစ်နေဒါကျွန်တော်အခုရောက်ရှိနေတာဘိုးဘိုးကြောက်ကန်းကြီးဖြစ်ပါတယ်ခင်ဗျာတနင်္လာရီတိုင်းဒေသကြီးတဝဲခရိုင်လောင်းလုံးမြို့နယ်ကျွန်တော်တို့ညောပြင်ရွာဘေးနာကဘိုးဘိုးကြောက်ကန်းကြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကတော့အလှဆုံးပါပဲ Google Map မှာလည်းကျွန်တော် location link လေးချပေးထားပါမယ်ဝင်ကြည့်ကြပါ Google Map ထဲမှာလည်းကျွန်တော်အခုဗီဒီယိုရိုက်ရင်းနဲ့ရိုက်ထားတဲ့ပုံလေးတွေကိုကျွန်တော် update တင်ပေးထားပါမယ်ခင်ဗျာဓာတ်ပုံကတော့အများပြီအော်အဲ့ line အောက်ကိုဝင်ပြီးတော့မိကရိုက်ချင်တာအဲ့လိုမျိုးကင်မရာမျိုးလိုချင်တာလိုင်းလုံးကြီးဖြစ်လာပြီးတော့အဲ့ပြန်ကြားခါနီလေးနေထားလေးရလေလုံးဝပါဇက်ဟောင်းသားလေးပဲမဟုတ်ချင်တော့အဲကိုကျဲကြီးပဲ